တီလာရှင်ကြောင့်တစ်ခုမှာစစ်စတာမေရီဟာမဲတော်မာရီရဲ့ရုပ်ပုံတော်ရှင်မှာမိနစ်အတော်ကြာဆူတောင်းနေခဲ့ပါတယ်။အဲ့ဒီနောက်သူမကခေါင်းညံကိုချွတ်လိုက်ပြီးနိုင်ငံပေါ်ကစားတချို့ကိုဖုံးပေါ်တဲ့ပန်းချီခါကိုရွှေ့လိုက်ပါတယ်။အိတ်ကိုယူပြီးတဲ့နောက်မေရီဟာကျောင်းကိုတီလာရှင်ကြီးရဲ့အိတ်ခမ်းထဲကိုခိုးဝင်ပြီးတော်ဒီကိုခိုးယူခဲ့ပါတယ်။ပြီးတော့မေရီဟာအရှိတ်ဘက်ဂိတ်တကားစီကိုပြေးသွားပြီးတကားဖွင့်ဖို့တောက်အားလုံးကိုအသေးအထန်စူးစမ်းကြည့်ပါတယ်။အဲ့ဒီချိန်မှာပဲတီလာရှင်လေးယောက်ကအနားကိုတိုးလာပြီးထိတ်လန့်နေတဲ့မေရီဟာနောက်ဆုံးမှာတော့တောကလောက်ကိုဖွင့်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲတန်ကျိုးကညှိနေပြီးတကားကိုနည်းနည်းပဲတွင်းလို့ရတဲ့အတွက်လွန်ကျင်းမြောင်းတဲ့နေရာကနေအတင်းတိုးပြီးဖြတ်သွားခဲ့ရပါတယ်။တစ်ဖက်ချမ်းကိုရောက်တဲ့အခါမှာသူမလဲကျသွားပြီးတီလာရှင်တယောက်ကသူမကိုပြန်ဆွဲဖို့ခြေချင်းဝက်ကနေလှန်ဖက်လိုက်ပါတယ်။အဲ့ဒီချိန်မှာဒလင်တုံးကနောက်ပြန်လှည့်လာပြီးမေရီရဲ့ခြေထောက်ကိုချန်စီတို့ကင်နေနဲ့ညှစ်ပြီးကျိုးသွားခဲ့ပါတယ်။မခံရနိုင်တဲ့နာကျင်မှုကြောင့်သူမတတိလွတ်သွားခဲ့ပါတယ်။မေရီပြန်လို့လာတဲ့အခါမိချစ်ဆန်ချောင်းကိုချစ်လိုက်ပြီးသူမကိုခေါင်းကလားထဲရောက်နေတာကိုတွေ့လိုက်ရပါတယ်။ခေါင်းကလားကိုခွင့်လို့စူးစမ်းရင်းကိုကျွေးနေပြီနဲ့လုံးဝကျွေးမသွားပါဘူး။ဒါဟာသူမကိုအရှင်လက်လက်မြုံနှံထားရဲဆိုတာကိုပြနေတာပါ။မေရီကအကူအညီတောင်းပြီးအော်ဟစ်နေပြီနဲ့ဘယ်သူမှရောက်မလာခဲ့ပါဘူး။အတန်းကြတော့အမေရိကန်တီလာရှင်လောင်စီစီလီယာဟာအီတလီအကောက်ခွန်ရုံးကိုရောက်နေပြီးစစ်သားတယောက်ကသူမရဲ့အစ်ကိုစစ်ဆေးနေပါတယ်။နောက်ထပ်အရာရှိတယောက်ကလည်းသူမမှာအပြန်လက်မှတ်မရှိတာနဲ့အီတလီစကားတစ်လုံးမှမတတ်တာကိုထောက်ပြလိုက်တဲ့အတွက်တုံ့ပြန်စစ်ကပိုပြီးကြားသွားပါတယ်။အဲ့ဒီအမျိုးသားမျိုးစလုံးကတော့သူမဟာတီလာရှင်ပဲပြီးသူမရဲ့လူငယ်ဘဝကိုဖြုံးတီးနေတဲ့အတွက်ထင်နေကြပါတယ်။စီစီလီယာကိုစာရွက်စာတမ်းတွေအပိတာနဲ့ကိုဖင်ကန်ကြီးထွက်ခွာခွင့်ပေးလိုက်ပါတယ်။အဲ့ဒီနောက်ဒေကိုအန်ဆိုကစီစီလီယာကိုလာကြည့်ပြီးတော့ကျေးလက်ဒေတာတွေကိုဖြတ်နိုင်ပေါင်းများစွာကားမောင်းပြီးတဲ့နောက်မှာတော့သူဟာကိုဖင်ချောင်းစစ်စီကိုကြောက်လာကြပါတယ်။မာတာဆူပီလီယာကသူမကိုအီတလီကိုကြိုဆိုပေးမဲ့စီစီလီယာကနားမလည်တာကြောင့်စစ်စတာအစ်စဘဲကပဲကြားတဲ့ကနေအားတာပြန်ပေးရပါတယ်။အဲ့ဒီမှာမာတာဆူပီလီယာကစီစီလီယာရဲ့အခန်းကိုလိုက်ကြဖို့အစ်စဘဲကိုခိုင်းလိုက်ပါတယ်။အစ်စဘဲကညီကိုကြိုးစားကြည့်ပေမဲ့မာတာကတော့မရပဲခိုင်းလိုက်တာပါ။အခန်းကိုသွားတဲ့လမ်းမှာအစ်စဘဲကဒီကိုဖင်ချောင်းရှင်းပြပါတယ်။ဒီကျောင်းကို1630ခုနှစ်မှာတတိယကိုစစ်စတာတွေကခိုးလုံရတဲ့တည်ဆောက်ခဲ့တာပါ။ဒီအဆောက်အအုံဟာစိန့်စတီဖန်ရဲ့မြေအောက်တင်ချိုင်းတွေပေါ်မှာတည်ရှိနေပြီးအဲ့ဒီနေရာတွေကိုတော့ပါလာခွင့်ပေးထားပါတယ်။သူတို့နှစ်ယောက်ဟာတတိယကိုတီလာရှင်တွေနဲ့ပြည်နေတဲ့အခန်းတွေကိုချက်ချောက်ထားတဲ့အခါအစ်စဘဲကလူတိုင်းကိုခေါ်ခေါ်ရွေးရွေးနဲ့လိုက်နှုတ်ဆက်နေတာတွေ့ရပါတယ်။အဲ့ဒီနောက်မှာတော့အကျဉ်းတော့ကကြောင့်နောက်အပတ်မှာပဲပြည်ဆုံးတော့မယ်တီလာရှင်ကအကြောင်းကိုစီစီလီယာကိုပြောပြပါတယ်။အစ်စဘဲကဒီလိုတင်တဲ့အကြောင်းကိုပေါ့ပေါ့ပါပါပဲပြောသွားတာကြောင့်စီစီလီယာဟာတော်တော်လေးအံ့အားသင့်ပါပါတယ်။ဒါပေမဲ့တေးချင်းတရားဆိုတာဒီကြောင့်ရဲ့နေစဉ်ဘဝတွေကစစ်တိုင်းတစ်ခုနဲ့လို့အစ်စဘဲကပြောရှင်းပြပါတယ်။အဲ့ဒီမှာ Francesca လို့ခေါ်တဲ့သူငယ်ပြန်နေတဲ့ဘဝကိုတီလာရှင်ကစီစီလီယာကိုသူ့အဖေအကြောင်းပြောပါတယ်။အစ်စဘဲကအဘကိုခေါ်ထုတ်ပါပြီးတော့အကျဉ်းဖတ်တာမျိုးမလုပ်သေးတော့ဒီလိုစစ်ကူးနေတာတွေကိုလိုက်ရောက်ပေးလိုက်တာကိုကောင်းတယ်လို့စီစီလီယာကိုပြောပါတယ်။စီစီလီယာဟာအချင်းဆိုတန်ကြလို့ခဏရပ်ပြီးနားထောင်နေတော့သူမကိုစိုက်ကြည့်နေတဲ့တီလာရှင်တစ်ပါးကိုတတိထားမိသွားပါတယ်။အဲ့ဒီနောက်မှာတော့အစ်စဘဲကအကြောင်းရဲ့အချင်းစရာတွေကိုပြောပြရင်စီစီလီယာကိုသူမရဲ့အခန်းသစ်စီကိုခေါ်သွားပါတော့တယ်။